အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကိုစီရောက်လာပြီဆိုရင်ဒီဗီဒီယိုလေးကိုလက်ခံရရှိတဲ့သူတွေကမကြခင်အချိန်တွင်းမှာကိုယ့်အတွက်ကောင်းမွန်တဲ့လူမှုဆက်ဆံရေးမှာဆိုရင်ပုံမှန်ကောင်းမွန်တဲ့လူတွေနဲ့တွေ့ရတာအခွင့်အရေးတွေပေါ်လာတာပြီးတော့နောက်တစ်ခုကိုမျော်လင့်ဆောင်စားနေတဲ့အလုံးနဲ့ပဲပြတ်သက်ပြီးတော့ဖြစ်စေကိစ္စလေးတွေမှာသတင်းကောင်းကြားရတာမျိုးတွေကြုံရတတ်တယ်ကိုတခုတည်းထားရမှာကကိုအရင်လိန်ညာပြီးတော့တစ်ဖက်လူလိန်ညာတာအဲ့လိုဆက်ဆံရေးမျိုးတွေလုံးဝမလုပ်ပါနဲ့တဲ့အဲ့လိုမျိုးဆိုရင်အနောက်ရှက်လေးတွေဖြစ်တတ်တယ်အဲ့ဒါလေးကိုတော့တတိထားရမယ်တဲ့ပြီးတော့ကိုယ့်အတွက်အောင်မြင်မှုအလင်းအောင်ရှေ့မှာရောက်တော့မယ်တဲ့ကိုအဲ့ဒီအတွက်ကြောင့်နည်းနည်းလေးပို့ပြီးတော့အားစိုက်ပါအားထုတ်ပါပြီးတော့နောက်တစ်ခုကကိုအောင်မြင်မှုမှာကိုယုံကြည်ပြီးတော့ရှေ့ဆက်ပါတဲ့စိတ်အားထက်သန်မှုတော့နည်းနည်းလေးလိုနေသေးတယ်တဲ့အဲ့ဒါလေးကိုဖြည့်လိုက်မယ်ဆိုရင်ကိုအတွက်အောင်မြင်တဲ့အခြေအနေမျိုးအရှိမှရောက်လာလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကဒီဗီဒီယိုလေးကိုလက်ခံရရှိတဲ့သူတွေကတဲ့ကို့မှာအရေးကြီးဆုံးဖြတ်ချက်ချဖို့အခြေအနေမျိုးလေးတွေ့ရပေါ့နော်အဲ့ဒီဆုံးဖြတ်ချက်ကိုချဖို့အခွင့်အလမ်းတစ်ခုပေါ်လာလိမ့်မယ်အဲ့ဒီအခွင့်အလမ်းကိုလည်းတိတိကျကျအကောင့်ထဲပေါ်နိုင်နိုင်မယ်တဲ့တခုပဲတတိထားရမယ်တဲ့ဘာလဲဆိုတော့ကို့ဆုံးဖြတ်ချက်ကိုတေချာအာယုံစိုက်ဖို့တော့လိုနေသေးတယ်အချိန်ပေးဖို့လိုနေသေးတယ်ပို့ပြီးတော့အာယုံစိုက်ဖို့လိုနေသေးတယ်အဲ့ဒါလေးရာပေါင်းဆက်လိုက်မယ်ဆိုရင်အနာဂတ်မှာကောင်းမွန်တဲ့အခြေအနေတစ်ခုကိုရရှိလိမ့်မယ်တဲ့ပြီးတော့ကို့အတွက်ပြောရမယ်ဆိုရင်ကံကောင်းမှုတွေကကိုယ့်စီကိုလာနေပြီကိုကသာတိတိကျကျအကောင့်တွေပေါ်နိုင်မယ်ဆိုရင်အဆင်ပြေလိမ့်မယ်တဲ့ပြီးတော့နောက်ထပ်တစ်ခုကခုချိန်မှာကိုရောက်ရှိလာတဲ့နေရာကိုလုံနေတဲ့အရာအဲ့ဒီနေရာတွေမှာဆိုရင်အဲ့ဒီကိုလက်ခံရရှိမဲ့အခွင့်အရေးတွေကိုတိတိကျကျအကောင့်တွေပေါ်မယ်ဆိုရင်ဒီမကြခဲ့ဒီလာပိုင်းအတွင်းရက်ပိုင်းအတွင်းမှာငွေကန်ပွင့်လာမယ်လူငွေကန်တွေအဆင်ပြေလာမယ်ပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေလည်းဖြစ်လာမယ်တဲ့ပြီးတော့နောက်တစ်ခုလက်တွေ့ကြကြလုပ်ပါတဲ့ဘသူစကားကိုမှခေါင်းထဲမှာမထည့်ဘဲနဲ့ကိုယ်တိုင်ကိုယုံပြီးတော့ဒါလက်တွေ့ကြကြလုပ်မယ်ဆိုရင်အဆင်ပြေတယ်ပြီးတော့နောက်တစ်ခုအရင်အချိန်ကိုစောင့်တာမျိုးပြီးတော့လောလောက်တာမျိုးအဲ့လိုပုံစံမျိုးလေးတွေလည်းမလုပ်ပါနဲ့တဲ့ကိုမျောလင့်နေတဲ့စာရဲကိစ္စလေးတွေ email တွေဒါမှမဟုတ်အလုံးနဲ့ပတ်သက်ပြီးတော့မျောလင့်နေတဲ့ကိစ္စလေးတွေကတေချာပါအောင်မြင်လာလိမ့်မယ်တဲ့ပြီးတော့ကိုယ်စိတ်လည်းပို့ပြီးတော့ပျော်ရွှင်လာလိမ့်မယ်ပို့ပြီးတော့ကျန်းမာလာလိမ့်မယ်အဲ့ဒါကြောင့်မလို့ကောင်းမွန်တဲ့ကံတွေကိုအခုလက်ရှိအချိန်လေးမှာလက်ခံရယူလိုက်ပါတဲ့မကြခင်မှာဂုဏ်ယူစရာကောင်းတဲ့ကံကောင်းတဲ့အခြေအနေကိုရရှိလိမ့်မယ်တဲ့ကောင်းမွန်တဲ့အရာတွေကကိုယ်နဲ့ကုံလုံးအရာအားလုံးကထိုက်တန်တဲ့အတွက်ကိုပို့ပြီးတော့ပျော်ရွှင်တဲ့အရာလေးတွေကိုပို့ပြီးတော့လုပ်ပေးပါတဲ့ကံကောင်းခြင်းတွေမကြခင်ရရှိပါလိမ့်မယ်ကိုကကံကောင်းခြင်းတွေနဲ့အမြဲတမ်းထိုက်တန်နေဆိုတော့လုံးဝမမေ့ပါနဲ့ပျော်ရွှင်တဲ့နေ့ရက်လေးတွေမကြခင်ရောက်လာပါလိမ့်မယ်ကံကောင်းသောအရာတွေပိုင်ဆိုင်ရရှိပါစေ